ဒီတမင်ဟာ animation လောကရဲ့အင်အားကြီးဆုံးတမင်တွေကတကောင်ပါဆုံးရှုံးခဲ့တဲ့ဂုံတိတ်ခါကိုပြန်လည်ရယူဖို့ဝူဝင်ဟာနေ့တိုင်းနှစ်ဆိုးတကောင်လိုပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ခဲ့ပါတယ်။အားရင်ကုန်ဆုံးပြီးမလုပ်နိုင်တော့တဲ့အချိန်မှသာအနားယူပါတယ်။တစ်ချိန်ကဝူဝင်ဟာစက်ကဘာတစ်ခုလုံးရဲ့အနိုင်မရှုံးချန်ပီယံဖြစ်ခဲ့ပါတယ်။စူဖလာပေါင်းမရေမတွက်နိုင်အောင်စုခုခဲ့ပြီးလူတိုင်းရဲ့လေးစားအားကြမှုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့အခုတော့အခန်းထဲမှာပဲပုံအောင်နေပြီးအရက်နဲ့စစ်လက်ကြမှာဘဝကိုအလားအကဖြတ်တန်းနေခဲ့ပါတယ်။လွန်ခဲ့တဲ့3နှစ်ကသူဟာတစုံတစ်ယောက်ရဲ့ထောင်ချောက်ဆင်မှုကြောင့်ထောင်ကျခဲ့ရပါတယ်။ထောင်ထဲမှာအလွန်ဒုက္ခခံခဲ့ရပြီးပြန်လွတ်လာတဲ့အခါစိတ်ရောကိုယ်ပါပျက်စီးနေတဲ့လူတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။လူတိုင်းကလည်းသူ့ကိုလောင်ပြောင်ရင်မောခဲ့ကြပါတယ်။ဒါပေမဲ့ဝူဝင်ကအရှုံးမပေးခဲ့ပါဘူး။သူ့ဘဝကိုပြန်ပြောင်းလဲပြီးဆုံးရှုံးခဲ့တဲ့များကိုပြန်လည်ရယူဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့အားကစားအင်ဂျီကိုဝတ်ပြီးအိမ်ကနေညတစင်းလိုအချိန်ပြင်းပြင်းနဲ့ထွက်ပြေးသွားပါတယ်။ပထမဆုံးအပြေးလေးကျင်ပြီးခန္ဓာကိုယ်ကိုနွေးအောင်လုပ်ပါတယ်။အဲ့ဒီနောက်ဖိုးလုပ်ပြီးလက်မောင်းအားကိုတိုးအောင်စူးစမ်းပေမဲ့တစ်ချိန်တောင်မလုပ်နိုင်ခဲ့ပါဘူး။ဆက်ပြီးတမ်ဘိုခေါလုပ်ကခွန်အားကိုတိုးမြင့်ခဲ့ပါတယ်။ပြီးတော့သူ့ရဲ့အားသာချက်ဖြစ်ခဲ့မှုတဲ့ဘာအောက်ကို3နာရီတိတိလေ့ကျင့်ခဲ့ပေမဲ့အခုတော့ကြိုးကိုတောင်မလှုပ်ရှားနိုင်တော့ပါဘူး။နောက်တစ်နေ့မှလည်းဒီလိုပဲဆက်လေ့ကျင့်ခဲ့ပါတယ်ဒီတစ်ခါတော့ဗီတာမင်ပြည့်ဝတဲ့မုံလောင်နီးဖြော်ရည်တစ်ခွက်ကိုကိုယ်တိုင်ဖြော်တောက်ခဲ့ပါတယ်လေ့ကျင့်ခန်းကမနေ့ကအတိုင်းပဲဖြစ်ပေမဲ့ဒီတစ်ခါသူကပို့ပြီးတန်မာလာခဲ့ပါတယ်ဖိုးပ်ကိုလွယ်လွယ်ကူကူလုံနိုင်လာပြီးကျွန်းပေါ်အလေးချိန်ကို10ကီလိုထပ်တိုးနိုင်ခဲ့ပါတယ်ကိုခန္ဓာညှိနှိုင်းနိုင်စွမ်းတိုးတက်လာပြီးနောက်ကြောက်တုံးကြီးကိုလည်းမီတာရာနဲ့ချီဆွဲနိုင်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ရေခဲရည်တဲ့စင်ကကြွတ်သားနာခြင်းမှုကိုတက်တာစေခဲ့ပါတယ်ဆုံးရှုံးခဲ့တဲ့ဂုံတိတ်ခါကိုပြန်ရဖို့ဝွန်ဟာမိုးရွာရွာနေပူပူနေတိုင်းမနာတမ်းလေ့ကျင့်ခဲ့ပါတယ်သူ့ရဲ့ခွန်အားကလည်းလျင်မြန်စွာတိုးတက်လာခဲ့ပါတယ် handstand sit up အကြိမ်900ကနေ800အထိလုံနိုင်လာပြီး bench press ကလည်း400ကီလိုအထိရောက်ရှိလာခဲ့ပါတယ်အရင်ကအားနည်းခဲ့တဲ့အတားအဆီးဖြတ်အပြည့်တန်ပွဲမှာတောင်ထူးချွန်လာခဲ့ပါတယ်သူ့ခန္ဓာကိုယ်ဟာပောက်ကွဲထွက်မဲ့ကြွတ်သားတွေနဲ့ပြည့်နှက်လာပြီးမကျဉ်းသေးပါဘူးအဲ့ဒီအစားပိုပြီးပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပါတယ်နေမထွက်ခင်ကလေးကလက်တစ်ဖက်တည်းနဲ့ push up လုပ်ပြီးကိုနွေးအောင်လုပ်ပါတယ်အလွန်ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုစက်တိုက်လုပ်ပြီးပေါင်ထောင်ချီတဲ့ကြောက်တုံးကြီးတွေကိုတောင်အပြေးဆွဲနိုင်တဲ့အထိဖြစ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့သူဝွန်ဟာသူ့ရဲ့အမြင့်ဆုံးအင်အားကိုပြန်လည်ရရှိခဲ့ပါတယ်အဲ့ဒီနောက်ပြန်ပွဲကွင်းထဲကိုတစ်ဖန်ပြန်ဝင်ပြီးဆုံးရှုံးခဲ့တဲ့ဂုံချက်တီကိုပြန်လည်ရယူဖို့ဆုံးဖြတ်လိုက်ပါတယ်